6 6 ဘယ်လိုခေါ်မလဲမကိုးသေးဘူးကြာနော်အင်ရှင်တွေကပင်နယ်ဒီတစ်လုံးကတစ်လုံးကိုပြုတ်နေနေကတော့တစ်လုံးကတစ်လုံးမကိုးပါကြာနော်အဲ့တော့အင်ရှင်တွေကပင်နယ်ဒီကန်သွင်းမှုပဲဖြစ်ပါကြာနော်ဒါတော့တတိယလူနေတာပဲဖြစ်ပါကြာနော်ဒီကိုသမားလေးကပင်နယ်ဒီစေ့ထားတယ်ကြာပထမပွဲမှာလေနော်နှလုံးသုံးလုံးဟာဒီတော့ပင်နယ်ဒီနှစ်ပွဲပေါင်း9လုံးစေ့သွားပြီကြာနော်ဒီလုံးစေ့တဲ့တဲ့အနိုင်ရရှိမယ်ကြာနော်ကဲမြန်မာလူကြီးစင်ကစားသမားကဆက်ပြိုးဝေကံမယ်ကြာနော်ညရှမ်းယူနိုက်တက်ရန်ကုန်ယူနိုက်တက်မှာဒိဋ္ဌိကျကစားခဲ့တဲ့ကစားသမားပဲဖြစ်ပါကြာနော်ကဲမာချိုင်ပါပါကြာနော်